မလေးနှစ်တကူမှာအပန်းဖြေခီးစဉ်အနေနဲ့တွားရောက်လက်ပတ်မဲ့ပထမဦးဆုံးတွားရောက်လက်ပတ်မဲ့နေရာကတော့မလေးရှားနိုင်ငံရဲ့နာမည်ကြီးဆုံးမြို့တော်တစ်ခုဖြစ်တဲ့ကွာလာလမ်ပူခေါ် KNCC မြို့တော်ကိုတွားရောက်လက်ပတ်မှာဖြစ်ပါတယ်အဲဒါကြောင့်မို့ဗီဒီယိုတဲပွေးဘလော့လေးကိုကျွန်တော်တို့နဲ့အတူတူအဆုံးထိကြည့်ရှုရင်းနဲ့အပန်းဖြေလိုက်ကြရအောင် Let's go မင်္ဂလာပါဘလော့ပိုင်းအောင်သူပြေမှအနှွေးထွေးစွာပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ယခုတခါတဲပွေးခီးစဉ်ဘလော့လေးကတော့ကျွန်တော်တို့တွေပထမဦးဆုံးတွားရောက်လဲပတ်မဲ့နေရာကတော့ကွာလာလမ်ပူခေါ် KNCC KN ကိုတွားရောက်လဲပတ်မှာဖြစ်ပါတယ် KNCC မှာဆိုရင်တော့မလေးရှားနိုင်ငံရဲ့နာမည်အကြီးဆုံး Twin Tower ကြီးတွေများစွာကိုတွေ့မြင်ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်ဒီမှာဆိုရင်တော့ပထမဦးဆုံးတွေ့မြင်ရမှာကတော့ကွန်ဒိုအိမ်ယာတိုက်ခန်းအလှကြီးတွေမိုးမျှော်တိုက်ခန်းအိမ်ယာအလှကြီးတွေကိုတဝါကြီးကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်ဒီဘလော့လေးကတော့ဒီတဲပွေးဘလော့ဗီဒီယိုဘလော့လေးကတော့မလေးရှားနိုင်ငံရဲ့ကွာလာလမ်ပူမြို့တော်အတွင်းမှာရှိတဲ့ကွန်ဒိုအိမ်ယာတိုက်ခန်းအလှပတွေ Twin Tower ကြီးတွေအလှပတွေကိုတဝါကြီးကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်အဲဒါကြောင့်မို့ဗီဒီယိုဘလော့လေးကိုအဆုံးထိကြည့်ရှုရင်းနဲ့အပန်းဖြေလိုက်ပါယခုဟာဆိုရင် KNCC Twin Tower ကြီးအနီးကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ကွာလာလမ်ပူမြို့တော်ကြီးပဲဖြစ်ပါတယ်မလေးရှားနိုင်ငံရဲ့နိုင်ငံခြားသားအများစု